အဲ့ဒီလူကထီလက်မှတ်တွေဝယ်နေတော့မှအန်ဟောစရာတစ်ခုကိုသတိထားမိသွားတယ်ဗျကန်ဆန်းကြည့်ဖို့လက်မှတ်တစ်စောင်ဝယ်တော့မဲ့အချိန်မှာပဲလက်မှတ်တိုင်းရဲ့အနိုင်ရနိုင်ခြေကိုသူကအပြင်မှာမြင်နေရတာပါဒါပေမဲ့သူ့မှာထီလက်မှတ်တစ်စောင်ဝယ်ဖို့တောင်လက်ကြံငွေမလောက်ဘူးဆိုတာသိလိုက်ရတယ်သူကစိတ်ပြက်လက်ပြက်နဲ့ပြန်ဖို့ပြင်နေတော့မှဘေးနားကမိန်းကလေးတစ်ယောက်ကသူ့ကိုတားလိုက်ပါတယ်အဲ့ဒီနောက်သူမကဒေါ်လာ100တန်တစ်ရွက်ကိုထုတ်ပေးလိုက်တယ်ပြီးတော့သူ့ကိုကန်ဆန်းကြည့်ဖို့ပြောလိုက်တာပေါ့အဲ့ဒါနဲ့အဲ့ဒီလူကပတ်စံအများဆုံးပြန်ရမယ်ထီလက်မှတ်ကိုပဲပြက်ပြက်တသားရွေးလိုက်တယ်ထီကိုချစ်ပြီးတဲ့နောက်မှာတော့သူတကယ်ပဲဒေါ်လာ1000တီးတီးပေါက်သွားခဲ့ပါတယ်အဲ့ဒီတော့မှပစ္စည်းတွေရဲ့တန်ဖိုးတက်မဲ့နှုန်းကိုမြင်နေရတဲ့သူ့ဆွမ်းအားကစိတ်ကူးရင်မဟုတ်ဘူးဆိုတာတေချာသွားတော့တာပေါ့သူကလည်းရလာတဲ့စုချင်းငွေတွေကိုအဲ့ဒီမိန်းကလေးနဲ့ချက်ချင်းပဲတဝက်စီခွဲယူလိုက်ပါတယ်ဒါပေမဲ့သူကပြန်တော့မလို့လုံနေတော့မှအဲ့ဒီမိန်းကလေးကသူ့ကိုပြန်တားလိုက်တယ်ပြီးတော့ပတ်စံအများကြီးရှာနိုင်ဖို့အတွက်သူမနောက်ကိုလိုက်ခဲ့မလားလို့မေးလိုက်တာပါဒါပေမဲ့အဲ့ဒီလူကသူမကိုလူလိမ်များလားလို့တန်တရားဝင်သွားတယ်သူမယုံတင်ကဖြစ်နေတာကိုမြင်တော့မိန်းကလေးကစောစောကဒေါ်လာ9000ကိုသူ့လက်ထဲအတင်းထည့်ပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူတို့ကသူ့ကိုကြောက်စိမ့်စေးတဲ့ကိုအတင်းခေါ်သွားကြတာပေါ့ဒီကိုဘာလို့ခေါ်လာတာလဲဆိုပြီးအဲ့ဒီလူကမေးလိုက်တယ်မိန်းကလေးကတော့သူ့ကန်ကအရန်ကောင်းနေတယ်လို့ပြောလိုက်တယ်တကယ်လို့သူကအရေးသွေးကောင်းတဲ့ကြောက်စိမ့်တစ်ခုကိုသာရွေးနိုင်ရင်ပတ်စံပုံပေါ်ထိုင်ရတော့မှာလေသူမပြောတာလဲဟုတ်နေတယ်လို့ပဲလို့အဲ့ဒီလူကတွေးမိသွားတယ်သူ့ရဲ့စွမ်းအားကကြောက်စိမ့်တွေပေါ်မှာပါအလုံးလုံးမလုံးစမ်းတတ်ဖို့ဒါဟာအကောင်းဆုံးခွင့်ရပဲပေါ့သူကစပွဲပေါ်ကကြောက်တွေကိုချက်ချင်းကြည့်လိုက်တာနဲ့ကြောက်တိုင်းရဲ့တံမိုးနှုံးထားတွေကမျက်စိရှိမှတင်ပေါ်လာတော့တာပါပဲအဲ့ဒီအချိန်မှာပဲကြောက်စိမ့်အတင်းဥက္ကဋ္ဌနဲ့ပညာရှင်တချို့ကသူတို့နားကနေဖျက်လျှောက်သွားကြပါတယ်မိန်းကလေးကသူ့နားကိုကပ်ပြီးရှားပါကြောက်ရိုင်းအစ်စ်တွေရောက်လာပြီးဖြစ်ကြောင်းနဲ့နောက်2နာရီနေရင်ကြောက်စစ်ပွဲလုပ်မယ်လို့တိုးတိုးလေးပြောပြလိုက်တယ်အဲ့ဒီစကားကိုကြားတော့အဲ့ဒီလူလည်းချက်ချင်းပဲစိတ်ဝင်စားသွားတော့တာပေါ့ရှားပါကြောက်ရိုင်းတွေကအကျိုးမြတ်ပိုများနိုင်တာမို့အဲ့ဒီပွဲကိုဘယ်လိုတက်ရမလဲဆိုတာသူကမေးလိုက်ပါတယ်အနည်းဆုံးဒေါ်လာ1 သန်းရှိမှဝင်လို့ရမှာဖြစ်ကြောင်းသူမကရှင်းပြလိုက်တယ်ဒါပေမဲ့သူတို့2ယောက်ပေါင်းမှဒေါ်လာ2000ပဲရှိတာလေအဲ့ဒါနဲ့သူကခဏလောက်စဉ်းစားပြီးဒေါ်လာ1 သန်းရဖို့အတွက်2နာရီဆိုတာလုံလောက်ပါတယ်လို့ပြောကမိန်းကလေးစီကဒေါ်လာ1000ကိုတောင်းလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူအလုပ်စတော့တာပေါ့သူကအမျက်200ရာခိုင်နှုန်းလောက်ရှိမဲ့ကြောက်ရိုင်းတစ်ခုစီကိုတန်းသွားလိုက်ပေမဲ့ဆိုင်ရှင်ကဒေါ်လာ9000ပေးရမယ်လို့ပြောလာပါတယ်ဆိုင်ရှင်ကဈေးကိုကောင်းစင်တက်ပြီးအစမတန်တောင်းနေတာကိုသူကမြင်လိုက်တယ်ဒါနဲ့သူကပြန်လဲထွက်သွားမလို့ဟန်ဆောင်လိုက်တဲ့အခါမှာတော့ဆိုင်ရှင်ကသူ့ကိုပြန်ခေါ်ပါတော့တယ်အဲ့ဒီလူကဘယ်လောက်ပေးရင်တင့်တော်မလဲဆိုပြီးဆိုင်ရှင်ကမေးလိုက်တယ်အဲ့ဒီလူကတော့ဒေါ်လာ1000ထက်ပိုမပေးနိုင်ဘူးလို့ပြောလိုက်တာပေါ့အားလုံးအံ့ဩသွားအောင်ပဲဆိုင်ရှင်ကအဲ့ဒီဈေးကိုချက်ချင်းသဘောတူလိုက်တယ်မိန်းကလေးကအလိမ်မခံဖို့သူ့ကိုတတိပေးပေမဲ့ဆိုင်ရှင်ကတော့ဈေးဖွင့်ပြီးသားမို့ဂတိမပြတ်နိုင်ဘူးလို့အတင်းပြောနေတော့တာပါပဲအဲ့ဒီလူကဘာမှပြန်မပြောတော့ဘူးသူကဒေါ်လာ1000ကိုချက်ချင်းပဲပေးလိုက်ပါတယ်ပြီးတော့အဲ့ဒီကြောက်ရိုင်းကိုဖျက်ကြည့်ဖို့ဆိုင်ရှင်ကိုခိုင်းလိုက်တယ်မိန်းကလေးကတော့ဒေါ်လာ1000လက်ကားဖြစ်ပြီလို့ပဲတွေးနေတာပေါ့ကြောက်ရိုင်းကိုဖျက်လိုက်တဲ့အခါမှာတော့အထဲမှာအပြစ်အနာစာကင်းတဲ့ကြောက်စိမ့်တစ်ခုပေါ်လာပါတော့တယ်အဲ့ဒါကိုမြင်တော့ဘေးကလူတွေလည်းအုံကြွကြွနဲ့စိတ်လှုပ်ရှားသွားကြတာပေါ့လူတွေကအဲ့ဒီလူရဲ့မယုံနိုင်စရာကံကောင်းမှုကိုချီးကျူးနေကြတယ်ပြီးတော့သူ့စီကအဲ့ဒီကြောက်ကိုဝယ်ဖို့လူတွေကဈေးပြိုင်ပေးလာကြပါတယ်နောက်ဆုံးမှာတော့သူကအဲ့ဒီကြောက်ကိုဒေါ်လာ1 သန်းနဲ့ရောင်းလိုက်ရတာပေါ့ဒါနဲ့ပဲသူတို့လည်းဒေါ်လာ1 သန်းကိုလက်ငင်းယူပြီးကြောက်စစ်ပွဲစီကိုချက်ချင်းထွက်လာခဲ့ကြပါတယ်အဲ့ဒီအချိန်မှာပဲကြောက်မြတ်ရတနာစစ်ဆေးတဲ့ပွဲကစနေပြီးဖြစ်ပါတယ်